ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းအားဒီဇင်ဘာလ29ရက်နေ့ကစစ်တွေမြို့ခိုင်သစင်ခမ်းမမှာကျင်းပတဲ့ရခိုင်ပြည်နယ်ကလေးလုံသမားပပျောက်ရေးဆိုင်ရာအလုပ်ကိုင်ခွင့်လန်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီမှဖွင့်လှစ်တဲ့စက်ချုပ်တင်နန်းစင်ပွဲသို့တက်ရောက်အမှာစကားပြောကြားကတာဝန်ရှိသူများနဲ့အတူတင်နန်းသူများအားတင်နန်းစင်လက်မှတ်များနဲ့ဂုဏ်ပြုလက်ဆောင်များကိုပေးအပ်ချီးမြှင့်ပါတယ်ဒါအပြင်ပြည်နယ်ဝန်ကြီးချုပ်ဟာဒီဇင်ဘာလ26ရက်နေ့ကရခိုင်ပြည်နယ်စစ်တွေမြို့ဗတ်ဆောင်တုံးစိတ်ကမ်းမှာရန်ကုန်မြို့မှာတင်မောများနဲ့စံနဲ့အခြေခံစားသောက်ကုန်ပစ္စည်းများလူသုံးကုန်ပစ္စည်းများနဲ့တိဆောင်ရေးပစ္စည်းများရောက်ရှိလာမှုကိုတွားရောက်ကြည့်ရှုစစ်ဆေးပြီးလိုအပ်တာများကိုတာဝန်ရှိသူများနဲ့ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါတယ်ရှင်။